ခုတစ်ပတ်ပြောပြဖို့ရွေးချယ်ထားတဲ့အကြောင်းအရာလေးကတော့ used to ရဲ့ get used to သို့မဟုတ် be used to ဘယ်လိုခြားနားလဲဆိုတာဖြစ်ပါတယ်ပထမဆုံးသိရမှာက used to ရဲ့အဓိပ္ပာယ်ကလေ့ရှိခဲ့သည်အခုလှုပ်လေ့လှုပ်ထားရှိတာမဟုတ်ဘူးပေါ့အရင်တုန်းကလှုပ်လေ့လှုပ်ထားရှိတာဒါကြောင့်မလို့ past habit လို့မှတ်ရင်လည်းရပါတယ် get used to သို့မဟုတ် be used to ရဲ့အဓိပ္ပာယ်ကတော့မြန်မာမှုပြုပြီးပြောရမယ်ဆိုရင်သားကြသည်ဘာလောက်တာဟုတ်နေသားကြတယ်ညာလောက်တာဟုတ်နေသားကြတယ်ဒီလိုသဘောလေးပြောတာပါ example လေးကြည့်လိုက်လို့ရှိရင်ပိုရှင်းသွားမှာပါ I used to get up late when I was young ကျွန်တော်ငယ်ငယ်တုန်းကတော့လေ get up late နောက်ကျပြီးတော့မှထားလေရှိတယ်ငယ်ငယ်တုန်းကနော်ငယ်ငယ်တုန်းကထားတာနောက်ကျတယ် I'm used to getting up early now အခုတော့ကျွန်တော်စောစောထားတာကိုအသားကျနေပြီတဲ့နောက်မှလိုက်တဲ့ပုံစံလေးတော့ကျွန်တော်တို့ပုံသင်မှတ်ပါမယ် used to ရဲ့နောက်မှာတော့ infinitive လို့ခေါ်တဲ့ verb 1ပုံသင်လိုက်ရပါတယ် get used to သို့မဟုတ် be used to ရဲ့နောက်မှာတော့ verb ing လိုက်ရပါတယ်အားလုံးပဲအင်္ဂလိပ်စာတူတက်ကြပါစေ